ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှစီစဉ်ကျင်းပပြုလုပ်တဲ့2025ခုနှစ်သတင်းကြွ MSME ထုတ်ကုန်ဈေးရောင်းပွဲတော်နဲ့ဂီတပွဲတော်ကိုရန်ကုန်မြို့ပြည်သူ့ရင်ပြင်မှာစီကားတိုက်မြိုက်စွာကျင်းပပြုလုပ်လျက်ရှိရာအောက်တိုဘာလ9ရက်နေ့ဒီကနေ့မှာတော့ဈေးပွဲတော်ရဲ့ဒုတိယနေ့အဖြစ်အနေနဲ့အရရက်မှာလာရောက်လည်ပတ်ကြသူများဖြင့်အထူးစီကားလျက်ရှိပါတယ်။သတင်းပြေဆုံးကိုဆက်လက်တင်ပြပေးမှာဖြစ်ပါတယ်ရှင်။ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှစီစဉ်ကျင်းပပြုလုပ်တဲ့သတင်းကြွ MSME ဈေးရောင်းပွဲတော်နဲ့ဂီတဖျော်ဖြေပွဲတော်ရဲ့ဒုတိယနေ့မှာဆိုရင်လည်းစတုဒီတာကျွေးမွေးလှူဒါန်းမှုများဖျော်ဖြေရေးအစီအစဉ်များနဲ့ခင်းကျင်းပြသရောင်းချနေတဲ့ဈေးဆိုင်ခန်းများမှာလည်းလေးလာဝယ်ယူသူများဖြင့်စီကားလျက်ရှိနေပါတယ်။ဖျော်ဖြေရေးကတော့ဒေသရှင်တွေပြုဆောင်တွေကနေပြီးတော့ဖျော်ဖြေတင်ဆက်တော်မှာဖြစ်ပါတယ်။ကျွန်တော်တို့ခေတ်ပေါ်တိဂီတာရောမြမဆိုင်ဝင်ကိုတွဲဖက်ပြီးတော့ဖြိုးပြီးတင်ဆက်တော်မှာဖြစ်ပါတယ်ခင်ဗျ။မီးပုံးပြန်လွတ်မဲ့အစီအစဉ်ရှိပါတယ်။မီးပုံးပြန်ဖိတ်နေမှာကျွန်တော်မီးပုံးပြန်အကြီးနှလုံးပေါ့နော်။တကယ်လက်ပြင်းနေမှာ3လုံးလွတ်ဖို့စီစဉ်ထားပါတယ်။မီးပုံးပြန်အသေးလေးတွေကတော့900တောင်ကျွန်တော်လွတ်ဖို့စီစဉ်ထားပါတယ်ခင်ဗျ။ခုဒီတာကတော့9ရက်6ရက်ကမနက်9တောင်ည9တောင်နောက်9ရက်နေ့မှာမနက်4တောင်ည4တောင်စီမီဖို့ကျွန်တော်စီစဉ်ထားပါတယ်ခင်ဗျ။ဖိတ်နေတဲ့လက်ပြင်းနေမှာမီးပုံးပြန်မလွတ်ခင်မီးချူမီးပန်းဖောက်မဲ့အစီအစဉ်ကျွန်တော်ထည့်သွင်းဆောင်ထားပါတယ်။ညဘက်ထုတ်ပြီးစီစဉ်ပြီးတော့ပြန်တဲ့အချိန်ပေါ့နော်ဝေးတဲ့မြို့နယ်တွေပေါ့နော်ဒီအတွက်တွေကိုကျွန်တော်တို့ 1PS ကားတွေကျွန်တော်တို့ပြန်လို့အစီပြန်ကျွန်တော်စီစဉ်ပေးထားပါတယ်ခင်ဗျဒီလူတွေနေရလဲငရင်ပြီးရဲ့နောက်ပိုင်းပေါ့ပျော်ပွဲရွှင်ပွဲကတော့ကြောက်မဖြစ်တာကြာပြီပေါ့နော်ကျွန်တော်တို့ပြည်တွင်းထုတ်တဲ့ပစ္စည်းတွေရဲ့ quality တွေမြင့်လာတာကိုလည်းကျွန်တော်တို့မြန်မာထင်တယ်တွေ့ရမှာဖြစ်တယ်ပြီးရင်မိမိရဲ့လက်ကင်ဖုန်းထဲမှာဒီ application တွေထည့်သွင်းပြီးတော့မှကိုစိတ်ချယုံကြည်စိတ်ချသွားကိုလိုချင်တဲ့ပစ္စည်းကိုဈေးနှုန်းမှန်ကန်နဲ့အမှားယူလို့ရအောင်လဲကျွန်တော်တို့ဒီမှာဆောင်ရွက်လို့ရပါတယ်ခင်ဗျအဲဒါကြောင့်ကျွန်တော်တို့ဒီမှာလာရောက်ပါဝင်ဆင်နွှဲဖို့ဖိတ်ခေါ်ပါတယ်ကျမတို့ရဲ့ထုတ်ကုန်တွေကတော့အရာရီတိုင်းကထွက်တဲ့ရေချိုပစွန်ကြောက်တွေရွှေပစွန်ကြောက်ပေါ့နော်မြဝကျွန်းပေါ်နှုံတင်မြေနုပေါ်မှာစိုက်ထားတဲ့ငရုတ်သီးကိုမှကိုရိုင်းကျိတ်ပြီးရောင်းတာဖြစ်ပါတယ်ကလောဒေတာထွက်နနွင်းမုံဆိုလို့ရှင်လဲကိုရိုင်းကျိတ်ထားတာဖြစ်ပါတယ်ကျမတို့ဒီဘက်ရှမ်းပြည်ကနေပြီးထွက်တဲ့ပဲပုတ်တွေကျူပဲပုတ်ကြော်တွေအာလူးကြော်တွေဇီးယိုတွေမုံရဒေတာထွက်တဲ့နှမ်းတွေမြေပဲတွေဒါတွေကိုပြည်တွင်းကလူတွေကိုဈေးနှုန်းချိုသားစားနဲ့စားနိုင်အောင်တန်တန်ရှင်းရှင်းလက်လက်ဆက်ဆက်ဖြစ်အောင်ပြင်ဆင်ထားပါတယ် FTA ရပြီးသားအိမ်သုံးဆေးတွေနိုင်ငံမှာပေါ့နော်တွားပြီးတော့ထားတဲ့ခြေဆက်စာအားဆေးတွေ Bio Plus ဆိုတဲ့ဆေးတွေလည်းရှိပါတယ်ရှင်အားလုံးကိုလာပြီးတော့အားပေးဖို့ဖိတ်ခေါ်ပါတယ်ရှင်ဈေးပွဲတော်မှာရောင်းချခြင်းအပြင်ပေါ့နော်ကျမတို့ရဲ့ product ကိုလူတွေကလည်းပိုသိတယ်ပိုပြီးတော့လည်းproduct ရဲ့အရေးသွေးကိုသိတဲ့ခါကျတော့ကျမတို့ကရောင်းအားမြင့်တင်နိုင်တာပေါ့နော်ဒီဈေးပွဲတော်ကိုလာပြီးရောင်းချခြင်းအပြင်ပေါ့ရှင်ကျွန်တော်တို့မြောက်ဒဂုံကနေပြီးတော့မှလာလဲတာပါဟုတ်ပစ္စည်းတွေအများကြီးပဲတော်တော်လေးစုံတယ်စားစရာတောက်စရာလည်းပေါ်တယ်ဈေးလည်းချိုးတယ်ခဏတည်းလည်းကိုရှိရကိုထုတ်နိုင်ပါနိုင်ငံခြားဒီဇိုင်းနည်းနည်းလေးမိတယ်ပေါ့အစင်တန်းမိတာပေါ့စီးလိုက်ရင်တော့အဆင်ပြေတယ်ပစ္စည်းလေးတွေဒါတိုးတက်လာတော့ဘာဖြစ်လဲကိုဒီနိုင်ငံအတွက်ပေါ့နော်နိုင်ငံအတွက်အစင်လည်းပြေတယ်ကျမိုင်းနဲ့လည်းကိုင်းညီတယ်ပေါ့စတုဒီတာကျိုးတဲ့အလူရှင်တွေအတွက်လည်းကျေးဇူးတင်ပါတယ်လို့နော်နောက်လည်းများများဒါထက်မကပေါ့နော်နောက်နေ့တွေလည်းလှူနိုင်ပါတယ်လို့ဆုတောင်းပေးပါတယ်ခင်ဗျာဟုတ်ကဲ့ဟုတ်သတင်းကြွလာပြည့်နေ့အဖိတ်နေ့ဖြစ်တဲ့ဒီကနေ့ညပိုင်းမှာဆိုရင်လည်းပွဲတော်သို့လာရောက်လက်ပတ်ကြတဲ့အများပြည်သူများအနေဖြင့်ပျော်ရွှင်စွာပါဝင်ဆင်နွှဲနိုင်ဖို့အတွက်မီးရှူမီးပန်းများနဲ့မီးပုံးပြန်များကိုလည်းလွှတ်တင်ပေးသွားမှာဖြစ်တယ်လို့သိရှိရပါတယ်ရှင်။